ချိန်ကဒူးရင်သီးကာလာဆိုတော့ဒူးရင်သီးလေးတောက်ပဲစားပါပဲရှင်ဒူးရင်သီးမြင်ရင်မနေနိုင်ပါဘူးရှင်ဒါပေမဲ့ဒူးရင်သီးစားများရင်လည်းသူကနည်းနည်းချော့တတ်ပါတယ်ရှင်ဒါတော့ဒူးရင်သီးအလုံးကြီးပါဒါတော့ဝယ်လာတဲ့သီးတော့မဟုတ်ပါဘူးလက်ဆောင်ပေးလိုက်တဲ့သီးပါသူကလုံးကြီးတာဆိုတော့လေပင်အားကြရတယ်တစ်ခါလေကွဲသွားတာဆိုတော့တိတ်ပြီးတော့စားလို့စင်မပြေတော့ပါဘူးဒါပေမဲ့သူကသီးရလဲထဲရလေးနည်းနည်းလေးမာနေရဆိုတော့ဒူးရင်သီးကိုဒီတိုင်းထားရင်လည်းတိုးရမှာဆိုတော့မတိုးအောင်ဆိုတော့မမေကတခုခုလုပ်ပြပါမယ်ရှင်ဒူးရင်တီကိုသူကဒူးရင်တီကလည်းလုံးဝလည်းကြည်ပဲသူကအခွန်အဝါတီသူကထဲမှာမမေကနေ့လေရလေခွဲထားတာဆိုတော့လေခွဲပြီးတော့ထဲမှာနှစ်မွာလေးစားထားဆိုတော့တီးရတော့နည်းနည်းသွားတာပေါ့နော်တကယ်သူကထဲမှာတီးရအများကြီးပဲသူကလေပင်းရနဲ့အခုမှစားကြွေတဲ့တီးဆိုတော့လေတားတော့နည်းနည်းမတောက်တောက်လေးဖြစ်နေပါတယ်အဲ့ဒါမတောက်တောက်ကိုမမေကလွှတ်ပြရမှာလေနှမျောလို့ပြီးတော့လူကြီးတွေမစားဘူးသေးတဲ့စတိုင်လေးနဲ့မမေကတစ်မျိုးလုပ်ကြပါမယ်ရှင်ဒူးရင်တီလေးကိုထဲမှာထုတ်ပြီးတော့အားလုံးအရင်ထုတ်လိုက်ပါမယ်ဒူးရင်တီတော့ဒီလောက်ရပါလိမ့်ရှင်အဲထုတ်တဲ့ဟာဒူးရင်တီကိုမမေအရင်စိတ်ထုတ်လိုက်ပါမယ်ရှင်စိတ်ထုတ်ပြီးရင်အဲဒူးရင်တီကိုမမေကစီလေးနဲ့လူကြီးတွေအိမ်ကလူကြီးတွေကိုကြော်ကျွေးပါမယ်ရှင်ဒီနေ့ကတော့မှုလေးနဲ့ဒူးရင်တီကြော်လေးကြော်ကျွေးပါမယ်ရှင်ဒူးရင်တီကြော်တစ်ခါစားဘူးလားဆိုတော့တိတ်တော့မစားဘူးပါဘူးဒါပေမဲ့ကြော်လိုက်ရင်လည်းပြောသည်ကြော်လို့နဲ့လေးရတာပေါ့တော့ရမ်းမှုပါလေမမေကဒါပထမဆုံးကြော်တာဆိုတော့လေမီးကိုလေပြောလေးနဲ့မကြော်ဖြစ်ဘူးပုံမှန်လည်းမီးတင်တယ်လို့ဆိုပြီးတော့တင်းပြီးတော့ကြော်လိုက်တာလေဒူးရင်တီကတော့နည်းနည်းလေးရောင်တော့နည်းနည်းတက်ပါလေရှင်ဒါပေမဲ့စားကောင်းလားဆိုတာရန်စားကောင်းပါလေမှုလေးနဲ့ဆွတ်စိတ်လေးနဲ့လေးရန်စားကောင်းပါလေနောက်ထပ်ဆိုရင်ဒူးရင်တီတွေဒီလိုမှရင်ထပ်ပြီးတော့ကြော်စားပါမယ်ရှင်နောက်ဘလော့လေးတွေမှာထပ်ဆုံးပါမယ်ရှင်ဒီနေ့ကတော့ဒူးရင်တီကြော်လေးစားကြပါအောင်ရှင်အားလုံးတတဖြစ်ချင်းချင်းမြတ်တောင်းနေတဲ့လေးဖြစ်ပါစေရှင်နောက်ဘလော့လေးမှာထပ်ဆုံးပါမယ်ရှင်